အားလုံးပဲမင်္ဂလာပါဒီကျွန်တော်ခုနကတော့ creative thinking အကြောင်းလေးပြောနေတာထပ်ဆက်ပါမယ်ဆိုတော့เนาะအလုပ်ထဲမှာဒီကျွန်တော်က creative thinking မရှိဘူးဆိုတဲ့လူမျိုးတွေကသူများထားတဲ့ပုံစံတွေပဲထပ်ပြီးတော့တွင်းသွားတယ်เนาะကို့အနေနဲ့တီထွင်ထားတာဘာမှမလုပ်နိုင်ဘူးသူများမှားနေလည်းမသိဘူးမှန်နေလည်းမသိဘူးเนาะဒါလေးတစ်ချက်နောက်တစ်ခါကျတော့အလုပ်ထဲမှာပိုင်ရှင်ကပြောတယ်เนาะအရင်လူထားခဲ့တဲ့စင်းပုံစံတွေတော့မကြောက်ဘူးညီမရေစင်းနီးစနစ်တွေကိုတို့လုပ်ငန်းမှာကဘယ်လိုမှပုံစံမကြောက်ဘူးဖြစ်နေလို့ညီမရောက်လို့ရှိရင်เนาะအကောင်းဆုံးပုံစံတွေနဲ့ပြောင်းလဲပြီးတော့မှနီးစနစ်အသစ်တွေနဲ့ကိုတို့ကစနစ်အသစ်တွေနဲ့သွားချင်တာညီမလုံနိုင်မလားလို့ပြောရင်ဒီလို creative thinking မရှိတဲ့လူတွေကလေเนาะအရန်ကိုကြောက်တယ်အဲ့လိုလုပ်ရမှာစိတ်ထဲမှာတွေးလိုက်ပြီအကုန်လုံးပြောင်းပြီးလုပ်ရမှာစနစ်တွေမကြောက်ဘူးတဲ့เนาะနီးစနစ်တွေမကြောက်စီကန်းတွေမရှိဘူးတဲ့ဆိုတဲ့အခါကျတော့ငါလုံးနိုင်မှာမဟုတ်ဘူးအဲ့ဒါမျိုးเนาะဒီလိုမျိုးဖြစ်သွားတယ်ဒီ interview ကိုဒီတို့ကကြောက်တယ်ထထောင်ပြေးခြင်းတယ်အဲ့ဒီတော့ဘာလုပ်လဲဆိုတော့ပုံစံကြပြီးသားလုပ်တွေပဲလိုက်ရှာနေကြတယ်ဟုတ်တယ်မလားတော်တော်များများပုံစံကြပြီးသားလုပ်သူများကသင်ပေးမယ်လုပ်တွေပဲလိုက်ရှာနေကြတယ်အဲ့လိုလူမျိုးတွေဟာဘာဖြစ်လို့လဲလို့ပြောရင်ဒီ creative thinking မရှိလို့ပဲဖြစ်ပါတယ်ကိုယ့်ဘာသာကိုဖန်တီးနိုင်တယ်ကွာနော်ကိုယ့်ဘာသာကိုဟလာဖန်တီးနိုင်တဲ့အတွေးခေါ်ရှိတယ်ကွာဆိုတဲ့လူမျိုးမဟုတ်လို့ဖြစ်ပါတယ်အဲ့တော့ဒီ creative thinking မရှိဘူးဆိုရင်လေဒီချေဒီဘက်ကသင်တန်းမှာမင်းတို့ကိုအချက်လက်တွေစုံစုံလင်းလင်းနဲ့ဘလောက်ပဲသင်မင်းတို့တွေးထားရမှာကနော်သင်တန်းတစ်ခုဆိုတော့လေထိုင်းလင်းမရှိတယ်ဆရာတယောက်ဆိုတာလေမင်းတို့ကိုဟလာပြောနိုင်တဲ့အနေအထားကဟလာပေါင်းတစ်ခုရှိတယ်နော်ရတဲ့အချိန်နဲ့နော်ရတဲ့ရက်ပုံမှာပဲဒီချေကမူတည်ပြီးတော့ပြောရတာဖြစ်တယ်နောက်တစ်ခုကလက်ခံနိုင်တဲ့အနေအထားတစ်ခုနဲ့ပဲချေပြောရတာဖြစ်တယ်နော်တက်တဲ့အခါမှာလေလူတွေကလူတန်းစားပေါင်းစုံတက်တာဖြစ်တဲ့အတွက်လူတန်းစားပေါင်းစုံနားလည်နိုင်အောင်တို့လက်ခံနိုင်အောင်ဆိုတော့ဘောင်တစ်ခုနဲ့ပဲသင်ရတာဖြစ်တဲ့အတွက်เนาะဆိုလိုတာကအများကြီးနားမလည်နိုင်တဲ့လူတွေပါနေတဲ့အချိန်မှာတို့ကအရန်မြင့်တဲ့ concept တွေနဲ့သင်လို့မရဘူးเนาะအများတန်းသူလက်ခံနားလည်နိုင်တဲ့ concept မျိုးတွေပဲတို့ကသင်ရတယ်အဲ့ဒီလိုမျိုးအတွက်เนาะအလုပ်ထဲကိုရောက်သွားတဲ့အခါကျရင်ဆိုလိုတာက CR တွေမသင်ပေးလိုက်နိုင်တဲ့เนาะtopic တွေရှိမယ်ဟလာနီးလည်းမပေးလိုက်နိုင်တဲ့အရာတွေရှိမယ်အဲ့ဒါတွေကိုကိုက creative thinking တာကောင်းနေတယ်ဆိုလို့ရှိရင်เนาะအခုသင်ပေးလိုက်တဲ့လမ်းကြောင်းလေးပေါ်မှာအခြေခံယူပြီးတော့ထပ်ချဲ့နေထပ်တိုးတယ်ဆိုတော့ကောင်းကောင်းလုပ်နိုင်တယ်เนาะထပ်ပြီးတော့လိုအပ်တယ်လို့ဖန်တီးရဆိုတော့ကောင်းကောင်းလုပ်နိုင်တယ်အဲ့ဒီတော့ဒီ creative thinking ဟာစည်းငိုင်တယောက်တော့အရန်ကိုအရေးကြီးတာဖြစ်တဲ့အတွက်เนาะဒီကျတို့ဒီ skill တွေရှိအောင်ကိုလေ့ကျင့်ပါလို့ဒီချက်မှာကျင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်နံပါတ်3ဖြစ်တဲ့ interpersonal skill အကြောင်းကိုပြောပြပါမယ်လူမှုဆက်ဆံရေးเนาะလူမှုဆက်ဆံရေးအရေးသွေးတွေလို့ခေါ်ပါတယ်ဒီလူမှုဆက်ဆံရေးအရေးသွေးဆိုတာတွေကဒီကျွန်တော်လူတွေရောက်ဘဝမှာရက်တည်တဲ့အခါမှာဖြစ်ဖြစ်เนาะကျွန်တော်အလုပ်တွေလုပ်ကင်တဲ့အခါမှာပဲဖြစ်ဖြစ်အဲ့ဒီလူတွေရောက်လုပ်နေတဲ့အလုပ်တွေအဆင်ပြေအောင်သူ့ဘဝမှာအဆင်ပြေအောင်เนาะဒီကျွန်တော်80%ထိအထောက်ပံ့ပေးတဲ့ skill တစ်ခုဖြစ်ပါတယ် soft skill ဖြစ်ပါတယ်နော်ဒီကျွန်တော်က accounting လို့ပြောလိုက်တယ်နော် mathematics လို့ပြောလိုက်တယ် computer လို့ပြောလိုက်ရင်အဲ့ဒါတွေက hard skill ဖြစ်ပါတယ်ဒီကျွန်တော်အခုပြောမယ် interpersonal skill ဆိုတဲ့လူမှုဆက်ဆံရေးဆိုတာမျိုးကတော့ soft skill ဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီကျွန်တော်အလုပ်ထဲမှာစီးနိုင်ဆိုတာကဌာနပေါင်းစုံနဲ့ချိတ်ဆက်ဆောင်ရွက်ရမယ်လူတန်းစားဖြစ်ပါတယ်တကယ်ဆိုရင် marketing နေရာမှာเนาะလူမှုဆက်ဆံရေးဒီကောင်းကြတယ်เนาะပြောတဲ့ဆိုတဲ့ဆက်ဆံတတ်ကြတယ်ချိုတာကြတယ်เนาะဆိုတာမျိုးပေါ့ customer service အနေနဲ့နားလည်ကြတယ်ဆိုတာမျိုးဒီလိုရှိကြတယ်တာမန်အားဖြင့်တကယ်တော့အဲ့ဒီတော့မဟုတ်ဘူးစီးရင်နိုင်ဆိုတာကလည်းเนาะတကယ်တော့ marketing ထက်တောင်မှပဲလူမှုဆက်ဆံရေးကပိုကျေပြတ်ပါတယ်ဘာဖြစ်လို့ပြောသလဲဆိုရင် marketing ဆိုတာက customer နဲ့ပဲ deal လုပ်တယ်အချိန်တိုင်းပိုင်ရှင်တယောက်နဲ့ပဲ deal လုပ်ပါတယ် accountant ဆိုတာကတော့เนาะပိုင်ရှင်ဆိုတာကလည်းကျေပြည့်နဲ့เนาะဒီလိုက BOD အဖွဲ့အထိဆိုတာကပိုင်ရှင်တယောက်တည်းမဟုတ်ပါဘူးကိုယ့်ရဲ့ BOD board of director အဖွဲ့မှာပိုင်ရှင်10ယောက်ရှိရင်10ယောက်ပိုင်ရှင်အယောက်100ရှိရင်100နဲ့လေဒီလိုလိုအပ်ရင်ဆက်ဆံရတဲ့လူစားမျိုးဖြစ်တယ်လို့เนาะကိုယ့်ရဲ့ဌာနတွင်းမှာရှိတဲ့เนาะဒီ accountant အယောက်ပေါင်းဘယ်လောက်ဆိုတာ ਨੇ ကျတို့ဆက်ဆံရတာဖြစ်တယ်လို့ဒီ business organization မှာရှိတဲ့ဌာနတိုင်းကလူတွေနဲ့ကျတို့ဆက်ဆံရတာလည်းဖြစ်ပါတယ်နောက်တစ်ခုကဒီကျတို့ customer တွေနဲ့မဆက်ဆံရဘူးမထင်ပါနဲ့ customer တွေနဲ့ကျတို့အဓိကเนาะဆက်ဆံရတဲ့ကဏ္ဍတွေလည်းကျတို့ရှိပါတယ်ဘယ်လိုဟာမျိုးဆိုကျတို့ AR control တွေမှာကျတို့ဆက်ဆံရပါတယ်เนาะ supplier ဆိုတဲ့ဒီကျတို့ကိုเนาะပစ္စည်းတွေsupport ပေးနေတဲ့เนาะဒီကျတို့ရဲ့ပြောမယ်ဆိုလို့ရှိရင် main ပေါ့လေဒီကျတို့ဥပမာအဖြစ်
ID product တွေသင်ရတော့မယ်ဆိုရင်လည်းဒီကျတို့ ID product တွေကိုအဓိကဒီကျတို့ကို support ပေးနေတဲ့ supplier ပေါ့နော်အဲ့ဒီလိုလူမျိုးတွေနဲ့လေကျတို့က AP control ဘိုင်းမှာဆိုကျတို့ဆက်ဆံရတာဖြစ်တယ်အဲ့တော့တွေးကြည့်စီးငိုင်ဆိုတဲ့လူတွေယောက်ကကိုစီးကိုထိုင်ပြီးတော့နော်ကဏ္ဍလေးပဲထိုင်ရိုက်နေတဲ့လူစားမျိုးကတကယ် professional accountant မျိုးဆိုရင်အဲ့လိုပုံစံမှာဟုတ်ပါဘူးနော်စရေးမှတာလေးဆိုရင်တော့လေကျတို့ကိုကဏ္ဍလေးကိုထိုင်ရိုက်နေလို့ရပါတယ်နော်တကယ်တမ်းဆိုရင် professional accountant တယောက်အနေနဲ့ဆိုတာကဒီကျတို့က accountant or senior accountant ဆိုတဲ့ level မှာတော့စလာပါပြီနော်ဆိုတဲ့အခါကျတော့ဌာနပေါင်းစုံလူပေါင်းစုံနဲ့ဆက်ဆံရတဲ့ skill မှာကျတို့လိုအပ်တဲ့ဒီ interpersonal skill လူမှုဆက်ဆံရေးဆိုတာလိုအပ်တယ်အဲ့တော့လူမှုဆက်ဆံရေးဆိုတဲ့တဲမှာကျတို့ဘာတွေပါလာလဲဆိုတော့ကိုယ့်ရဲ့ verbal skill နှုတ်ရည်နဲ့ပြောတာတွေပဲဖြစ်ဖြစ်เนาะ non verbal လို့ခေါ်တဲ့ကိုယ့်ရဲ့เนาะဒီ body language တွေနဲ့ကိုယ့်ရဲ့ characteristic ပေါ့เนาะကိုယ့်ရဲ့နှုတ်ပြောမယ်ဆိုရင်လက်ဟန်ချီဟန်เนาะကိုယ့်ရဲ့ဒီ body ပေါ့เนาะခန္ဓာကိုယ်ရဲ့အပြုတ်မှုတွေကအစနောက်ဆုံး facial expression မျက်နှာအနေထားတွေကအစကျတို့ကလေယူလေသိเนาะကိုယ့်ရဲ့ဒီပြောဟန်ဆိုဟန်ပြောတန်လေတန်ပုံစံကအစအကုန်လုံးဒီထဲမှာပါပါတယ်အဲ့ဒါကိုဒီကျတို့ကပြောမယ်ဆိုရင်ဒီ interpersonal skill တွေမှာအချက်တစ်ချက်ဖြစ်တဲ့ communication skill လို့လည်းဒီကျတို့ပြောလို့ရပါတယ်ဒီကတော့ interpersonal skill အများကြီးရှိပါတယ်ဒီချိန်နောက်ပိုင်းမှာအချိန်ရရင်ရတယ်လို့ထည့်ပြီးတော့သင်ပေးသွားပါမယ် interpersonal skill တွေမှာပါတဲ့ communication skill ဆိုတဲ့ဆက်သွယ်ဆောင်ရွက်နိုင်စွမ်းဆိုတဲ့စွမ်းရည်အရာเนาะဒီကျတို့အခုပြောနေတဲ့ချက်တွေဖြစ်ပါတယ်ကျတို့နှုတ်ရည်နဲ့ပြောတာတွေဖြစ်ဖြစ်ကျတို့เนาะနှုတ်မပါတော့နီလန်စာနဲ့ပဲဖြစ်ဖြစ် message နဲ့ပဲဖြစ်ဖြစ်เนาะနောက်တစ်ခုခုနပြောတဲ့ဒီညနေဘေးလက်ဟန်ချီဟန်အမူအရာတွေနဲ့ပဲဖြစ်ဖြစ်ကျတို့လူတွေနဲ့ဆက်ဆံနေရတဲ့ကဏ္ဍတွေရှိပါတယ်အဲ့ဒီတွေမှာ error တက်တယ်ဆိုလဲစင်းငိုင်တယောက်ကအဆင်မပြေပါဘူးဆိုလိုတာ interpersonal skill ညံ့သွားရင်ဘာဖြစ်တတ်လဲဆိုတော့เนาะကိုယ်ဌာနတွင်မှာရှိတဲ့လူနဲ့မတည့်ဘူးအဲ့တော့တွေးကြည့်လို့ရသွားပြီကိုယ်ဌာနတွင်ကလူနဲ့တော့မတည့်ဘူးဆိုတဲ့အခါကျရင်เนาะဒီကျတို့တခြားဌာနလူတွေနဲ့ဘယ်လိုလုပ်တည့်မလဲဒါတစ်ချက်interpersonal skill ညံ့လို့ရှိရင်ဘာဖြစ်တတ်ပြင်လဲဆိုတဲ့အခါကျတော့ပိုင်ရှင်ကအမြင်မကြည့်ဘူးဆိုတာမျိုးကိုခံရနိုင်ပါတယ်ဘာလို့ဆိုတော့ကိုစင်းမဲ့ကိုထိုင်သိမဲ့ရုပ်တည်နဲ့ထိုင်နေတယ်ဘယ်သူ့ကိုပြောเนาะအကြီးမရှိအပြုံးမရှိเนาะကိုရဲ့ facial ကadaptation မဖြစ်ဘူးပေါ့လေပြောအလိုက်အထိုင်မရှိဘူးပြုံးတင်ပြုံးမယ်ရည်သိညီမယ်เนาะမရှိဘူးကျတို့ကအချိန်ပြည့်မျက်နှာဒီကြီးနဲ့အဲ့တော့ပိုင်ရှင်ကိုစကားတော့ပြောတဲ့အခါမှာလေကိုက respect ပေးရမယ်ကိုဘက်ကကိုင်းညွတ်ပေးရမယ်ဆိုတာမျိုးကိုနားမလည်ပဲနဲ့ဟုတ်တယ်နော်ဟိုငါစင်းငါလောက်တာပဲငါစကားငါပြောတာပဲဆိုပြီးတော့ပိုင်ရှင်ဆိုရင်လည်းမျက်နှာတီးမျက်နှာထားနဲ့သွားပြီးတော့လေးသမမာနဲ့ပြောတာမျိုးတွေအဲ့ဒါမျိုးတွေကဒါ for example လေးပဲပြောနေတာပါတကယ်ပြောရင်အများကြီးရှိပါတယ်နော်အဲ့လိုလူမျိုးဘာဖြစ်လဲဘာခေါ်လဲခေါ်တော့မပြောတယ်မဆိုတယ်မဆက်ဆံတယ်လို့ကျွန်တော်ခေါ်ပါတယ်နော်အဲ့လိုမျိုးတွေဖြစ်ရင်လေဒီကျွန်တော်အလုပ်ထဲမှာအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့နောက်ပိုင်းမှာ interpersonal skill နဲ့ပတ်သက်ပြီးတော့အကျေတဝင့်ထပ်ပြီးတော့မှဒီချက် video file တွေထပ်ပြီးတော့တင်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်လေ့လာလို့ရပါတယ်အချက်เนาะဒီ group တွေထဲမှာအချက်တင်ပေးပါမယ်เนาะနောက်တစ်ချက်ကတော့ဒီကျွန်တော်က auditing skill เนาะဆိုတော့စီးရင်ငိုင်တယောက်က auditing skill နဲ့ပတ်သက်ပြီးတော့အရန်ကိုလိုအပ်တယ်เนาะဆိုတော့ auditing ဆိုတဲ့ဘာသာရပ်ကလည်းတစ်ဘာသာကိုရှိနေတာပါဒါပေမဲ့စီးငိုင်တွေကအဲ့လိုတစ်ဘာသာကွဲသွားလို့လေအကောင့်တက်အနေနဲ့မဆိုင်ဘူးเนาะစည်ရင်လောက်တဲ့အခါမှာစည်ရင်ကတက် auditing ဆိုတဲ့သဘောတရားကို auditor တွေလုပ်ရမှာလို့เนาะဒီကျတို့ကမြင်သွားတတ်ကြပါတယ်တကယ်တော့မဟုတ်ပါဘူးကျွမ်းကျင်တဲ့စင်းငိုင်တယောက်ဖြစ်ချင်ရင်ကိန်းကနန်းမြင်တိုင်းကောက်ထည့်လို့မရပဲနဲ့ဒီစင်းကိန်းကနန်းကမှန်ရဲ့လားဒီစင်းကိန်းကနန်းကစို့ဆိုတာဘယ်ကလာသလဲဒီစင်းကိန်းကနန်းရဲ့စို့ဆိုတာဘယ်အဆင့်ထိတာသွားနိုင်လဲဆိုတာမျိုးတွေကိုเนาะဒီကျတို့ကလိုက်ပြီးတော့မြင်အောင်ကြည့်ခြင်းစစ်ခြင်းเนาะစစ်ခြင်းနဲ့စိတ်အဲ့ဒါမျိုးတွေရှိဖို့အရန်ကိုလိုအပ်တယ်ဆိုတဲ့အခါကျတော့စည်ရင်ရေးသွင်းချက်တစ်ခုတိုင်းမှာလည်းဒီကျတော့စည်ရင်စစ်ဆေးချက်တစ်ခုအမြဲတမ်းလိုပါတယ်အဲ့ဒီတော့ဒီချက်သင်တန်းမှာကเนาะအစတွေကတိုင်တယ်မှာ scalable accounting and auditing ဆိုတာကိုဒီချက်ထည့်ထားပါတယ်ဘာလို့လဲဆိုတော့စည်ရင်လောက်ဆောင်ချက်တစ်ခုတိုင်းမှာဒီချက်အမြဲတမ်းစည်ရင်စစ်ချက်အမြင်တွေကိုထည့်ပြီးတော့ပြောသွားလို့ဖြစ်ပါတယ်သင်ပေးသွားလို့ဖြစ်ပါတယ်အဲ့တော့စီးငိုင်တယောက်တည်း auditing skill ကလည်းအရန်ရေးကြီးတဲ့အတွက်လည်းเนาะဒီကျတို့ဒီ other skill တွေမှာသူ့ကိုဒီချက်ထည့်ထားပါတယ်အဲ့ဒီတော့ auditing skill တွေလည်းကောင်းအောင်လုပ်ပါနောက်ပိုင်း lecture တွေကိုလေ့လာတဲ့အခါမှာသတိထားပြီးတော့ကြည့်ပြီးဒီချက် auditing skill တွေကထည့်ပြောသွားပါတယ်เนาะ
ဆိုတဲ့ခါကျတော့အခုဒီဗီဒီယိုဖိုင်ကိုအဆုံးသတ်ပါမယ်